အားလုံးပဲမင်္ဂလာပါဒီနေ့ချက်ပြပေးမှာကတော့ရှင်ပြုံးစက်သားငပိချက်အတင်စားထုတ်တွေကိုအသုံးပြုပြီးတော့လွယ်လွယ်ကူကူခင်းကျင်ဒီငပိချက်တွေချက်ပြပေးမှာဖြစ်ပါတယ်အဝင်ပစ္စည်းတွေကတော့ခင်းကျင်ဒီနနမင်းရုပ်ဒီဇိုင်းအနေငယ်နဲ့ရှင်ပြုံးစက်သားငပိချက်အထုတ်တွေထုတ်ပါဝင်ပါမယ်ဒါမှလွယ်ကူလို့ရှင်းပြီးတော့သမင်းဟင်းချက်ဖို့အတွက်အချိန်များမသိနိုင်တဲ့လူတွေအတွက်သမင်းစားမင်းပြင်နဲ့ဒီတန်းလေးဖြစ်ပါတယ်အရင်ဆုံးစားလေးအနေငယ်နဲ့ခင်းကျင်ဒီနနမင်းရုပ်ဒီဇိုင်းစတဲ့အသီးရွက်စိမ့်တွေကိုအရင်ရေးဆေးပြီးတော့စကားလေးနဲ့စစ်ထားပေးပါမယ်။လက်ကူကူရိုးရိုးရှင်းရှင်းချက်မယ်ဆိုတဲ့အတွက်ကြောင့်ဓာတ်တွေစနစ်လုံးတွေမတုံးတော့ဘူး။ခင်းကျင်ကြီးကိုချက်မဲ့အိုးတွေကိုကကြီးလေးနဲ့အသားလေးညှက်ပြီးတော့ထည့်ပေးထားပါမယ်။နန်းနန်းပင်အယိုးရှင်းတဲ့အပိုင်းလေးတွေရဲ့ညှို့ဒီစိမ့်လေးတွေပါတခါတည်းခင်းကျင်ကြီးနဲ့ထည့်ထားလိုက်ပါမယ်။ထုံးစံတိုင်းရောဗီဒီယိုလေးနဲ့ချက်တာပါဗျ။ခင်းကျင်ကြီးထည့်ထားတဲ့အိုးကိုမီးဖို့ပေါ်တင်ပါမယ်။ပြီးတော့စီနဲ့ငယ်ထည့်ပါမယ်စီနဲ့ငယ်ထည့်ပြီးတော့ခင်းကျင်ပြီးလိတ်သွားအောင်အိုးဖုံးလေးအုပ်ပြီးတော့ချက်ထားပေးပါမယ်မကြလေးအဖုံးဖွင့်ပြီးတော့ငွေပေးရင်းနဲ့ခင်းကျင်ပြီးလိတ်သွားအောင်ချက်ပါမယ်ခင်းကျင်ပြီးအနည်းငယ်ကြက်လာပြီဆိုလို့ရှိရင်တော့ရှင်ပြုံးကြက်သားငပိချက်အတင်စားအထုပ်လေးတစ်ထုပ်ကိုဖောက်ထည့်လိုက်ပါမယ်ခဏအောင်မှွေပြီးသားပြီဆိုလို့ရှိရင်တော့ရင်နွေးလေးအနည်းငယ်ထည့်ပြီးတော့ခင်းကျင်လေးလူးသွားအောင်ထပ်ချက်ပါမယ်နန်းနန်းမင်းတစ်ဝက်လောက်ကိုလည်းထည့်ပြီးတော့ချက်လိုက်ပါမယ်နန်းနန်းပင်ရဲ့အနံ့အရသာလေးတွေငပိချက်တဲ့ဝင်သွားအောင်ပေါ့နော်အရသာလေးနည်းနည်းမြည်ကြည့်လိုက်တဲ့အခါမှာနည်းနည်းလေးပေါ့နေတယ်ခံစားမိတဲ့အတွက်ကြောင့်စားနည်းနည်းထည့်လိုက်မယ်နော်ဒီညမှာတစ်ချက်အကြံပြုချင်တာကဟင်းမြည်တဲ့အခါကျလို့ရှိရင်တော့ချက်တဲ့ဇွန်နဲ့မမြည်ဘဲနဲ့နောက်ဇွန်တစ်ချောင်းလေးနဲ့မြည်တယ်ဆိုလို့ရှိရင်ကျမရေးအတွက်အစားတော့ဘေးရန်ရဲ့ကင်းရှင်းရေးအတွက်အထောက်အကူအများကြီးဖြစ်ပါတယ်နည်းနည်းဆက်လေးစားကြတာကြောင့်မြည်ဒီဇိုင်းလေး4-5တောင်းလောက်ကိုတစ်ပိုင်းချိုးပြီးတော့ထည့်လိုက်ပါတယ်ခင်းကျင်ကြီးကြက်လောက်ပြီဆိုလို့ရှိရင်တော့ကြံတဲ့နန်းနန်းပင်လေးတွေကိုပုတ်ပြီးတော့ဒီဘဘောကချလို့ရပါပြီခင်ဗျာခင်းကျင်ကြီးပြည့်ချက်လေးနဲ့တိုးစားဖို့အတွက်ပူစီနံလေးနည်းနည်းသွားခုံမယ်နော်ဒီပူစီနံလေးတွေကလေကျွန်တော်ဈေးထဲကနေပြီးတော့ဝယ်ပြီးတော့ရလာတဲ့အယိုးအရင်လေးပေါ့နော်အယိုးရင်လေးကိုစီပုံးအခွန်အဟောင်းလေး